ရှိရှိတုန်းကပကံရာဇဝင်နဲ့အသွေးကောင်းတယောက်ဖြစ်တဲ့ကျော်စောဟင်းကရိနမလှန်နဲ့လှန်ရေးလေ့ကျင့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတရုတ်မင်းသားလေးဖန်လျှောက်ခင်ကကျော်စောဟင်းကိုကြည့်လို့မရလို့ဆိုပြီးလက်ထဲမှာပါလာတဲ့လှန်နဲ့ဝင်တီးဖို့လုပ်ပါတယ်။ဒါပေမဲ့ကျော်စောဟင်းကရိနမလှန်နဲ့ဖန်လျှောက်ခင်ရဲ့ဖင်ကိုစိုးနဲ့တီးထုတ်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးကျော်စောဟင်းနဲ့ဖန်လျှောက်ခင်ရဲ့ကြားမှာဘောင်းချာတွေများလာခဲ့ပါတယ်။ဖန်လျှောက်ခင်ရဲ့ညီမကျော်စောဟင်းကိုတီးဖို့ဆိုပြီးချီးဖော်ရဲ့ဒုတ်တံကိုယူခဲ့ပြီးလာပြီးတီးဖို့ချောင်းပါတယ်။ဒါပေမဲ့ရိနမလှန်သာပြန်ပြီးမိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတရုတ်မင်းသားလေးဖန်လျှောက်ခင်ကငါတို့အရှင်နေမကောင်းဘူးပကံသူရဲကောင်းကျော်စောဟင်းကိုနိုင်မှာမဟုတ်ဘူးအားကြောင့်ငါကိုရီးယားသွားပြီးဂျူမုံခေါ်မယ်ဆိုပြီးခေါ်လာခဲ့ပါတယ်။ဂျူမွန်ကတော့လက်ကြီးစီးပြီးမြားနေဖြစ်ပါတယ်ဒါပေမဲ့ရိနမလှန်ရဲ့ဆိုဆိုဆိုတဲ့ဒဏ်ကိုပဲခံလိုက်ရတာဖြစ်ပါတယ်အဲ့လိုမျိုးဖန်လျှောက်ခင်ကသူ့ညီမကိုဂျူမွန်ပေါင်းပြီးရှာတော့မနိုင်တော့တဲ့အချိန်မှာတရုတ်ပြည်ရဲ့တနိုင်ငံလုံးကလက်နေလေးအောင်မြင်းသောမှကျန်တီးမယ်ဆိုပြီးတရုတ်ပြည်ရဲ့တိုက်ခိုက်အကြုံပေါ်ဖြစ်တဲ့ဖိုက်တာကင်းလောင်ရှိရလဲပတယ်တွေကိုပါဝင်လာခဲ့ပါတယ်ဒါပေမဲ့လည်းမနိုင်ပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ပကံသူရဲကောင်းကျော်စောဟင်းဘက်မှာမြန်မာဟီးရိုးဆိုတဲ့စီးတော်ရင်ကြီးပါနေလို့ပါအဲ့လိုနဲ့ပဲပကံသူရဲကောင်းကျော်စောဟင်းကရိနမလှန်နဲ့စီးတော်ရင်နဲ့ပေါင်းပြီးဖုံးတကူကတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်ပကံသူရဲကောင်းကျော်စောဟင်းကဘလို့ပဲဖုံးတကူကြီးထွားဖန်လျှောက်ခင်နဲ့သူ့ရဲ့ဖိုက်တာကင်းအကြုံပေါ်လောင်ရှိတော့လုံးဝအရှုံးမေးပဲနဲ့တိုက်ပွဲကိုဆက်လက်ပြီးဆင်နွှဲခဲ့ပါတယ်ဒါပေမဲ့လုံးဝမနိုင်ပါဘူးတောင်ကိုရီးယားရဲ့မြားပြည့်ချန်ပီယံဂျူမောကတော့ပကံသူရဲကောင်းကျော်စောဟင်းနဲ့မြားနဲ့လှန်လေးပြမှာတွေ့ပြီးဆိုပြီးဘလို့ပဲစူးစမ်းအရေးနေခဲ့ရတာပဲဖြစ်ပါတယ်ဒီနေ့ဖန်လျှောက်ခင်ရဲ့ညီမလမ်းပေါ်မှာသွားနေတော့ပကံသူရဲကောင်းနဲ့ကွန်ဖူးပန်နာတို့ကလူကြပါတယ်အဲ့မှာပကံသူရဲကောင်းရသွားတဲ့အချိန်မှာလုံးဝကွန်ဖူးပန်နာအစာမကြီးဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးကွန်ဖူးပန်နာပကံသူရဲကောင်းကျော်စောဟင်းနဲ့လုံးဝတိုက်ပွဲမှာအတူတူတိုက်ခိုက်ခြင်းလုံးဝမရှိတော့ပါဘူးအဲ့ဒီအခွင့်အရေးအကောင်းဆုံးသုံးချပြီးလောင်ချင်းရဲ့ဂျူမုံတို့ကကျော်စောဟင်းကိုဝိုင်းပြီးတိုက်ခိုက်ကြပါတယ်အဲ့ဒီအချိန်မှာတော့ကျော်စောဟင်းကအရေးနေသွားခဲ့ပါတယ်ဒါပေမဲ့ကျော်စောဟင်းမှာကြောင်မျက်ရှင်စိမ့်စိမ့်ရှိနေတဲ့အတွက်အနာဂတ်ကိုကြိုပြီးမြင်နိုင်ပါတယ်ကျော်စောဟင်းမှာကြောင်မရှင်စိမ့်စိမ့်ရှိနေတော့ဘေးနားနေပြီးသတင်းယူနေတဲ့တရုတ်တရှုံမောက်လည်းလှမ်းနဲ့ဆွဲပြီးတီးထုတ်ပေးလိုက်ပါတယ်။ဒီနေ့မှာကျော်စောဟင်းကစီးတော်ရင်နဲ့အတူဂျူမုံလောက်ကြံကိုသွားတဲ့လမ်းမှာကွန်ဖူးပန်နာကဂျူမောဘက်ကနေကောက်ွယ်ပေးပြီးကျော်စောဟင်းကိုတစ္ဆာဖောက်သွားခဲ့ပါတယ်။အဲ့ဒီအခွင့်အရေးအကောင်းဆုံးသုံးချပြီးတရုတ်မင်းသားလေးဖန်လျှောက်ခင်ရမလားဆိုပြီးလှမ်းအရှင်းစီးချင်းထိုးဖို့ပြင်ပါတယ်။ဒါပေမဲ့လုံးဝမရပါဘူး။ဖန်လျှောက်ခင်မစိုးနဲ့အတုတ်ခံလိုက်ရပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ကျော်စောဟင်းကကွန်ဖူးပန်နာကိုခေါ်ပြီးမင်းဖန်လျှောက်ခင်ရဲ့ညီမကိုသွားမကြိုက်နဲ့အဲ့ဒါဂျူမုံရဲ့မိန်းမပါဆိုပြီးပြောလိုက်တဲ့အချိန်မှာကွန်ဖူးပန်နာအမြင်မှန်နေရပြီးကျော်စောဟင်းနဲ့ပြန်လည်သိမြတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးကျော်စောဟင်းရဲ့ကွန်ဖူးပန်နာရဲ့စီးတော်ရင်ရိနမလှန်ရဲ့ပေါင်းပြီးနယ်ချက်တရုတ်တွေနဲ့ကိုရီးယားကိုအတူတူဝိုင်းပြီးတီးကြပါတယ်။နောက်ဆုံးမှာတော့အဆုံးသက်အချိန်ကြီးအကုန်လုံးစီးလုံးရှိခဲ့တဲ့ပကံသူရဲကောင်းကျော်စောဟင်းတို့ဘက်ကနေပြီးဟိုကလောင်ရှိတို့ဖိုက်ချောက်ခင်တို့ဖွဲ့အကုန်လုံးအနိုင်ယူလိုက်နိုင်ပါတယ်။ဒီဗီဒီယိုလေးကပေးလိုက်တဲ့သင်ခန်းစာကတော့လှန်ရှိရခြင်းအတူတူဆိုရင်တော့မှလှန်ထိုးကျွမ်းခြင်းမှုအရေးကြီးတယ်လို့ပြောချင်ပါတယ်။